အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ဝက်သွေးကူးဆိုင်ကြော်လေးကြော်ပြမှာဖြစ်ပါတယ်ပထမဦးဆုံးဝက်သွေးလေးကိုအရင်ဆုံးပြုတ်ထားပါမယ်ပြီးတော့ရင်တော့အခုဗီဒီယိုထဲမှာပြထားတဲ့အတိုင်းခက်သေးသေးလေးလှီးထားလိုက်ပါမယ်အာလူကတော့ရှိရင်ထည့်လို့ရပါတယ်ကြက်သွန်နီကြက်သွန်ဖြူကိုလည်းအခုဗီဒီယိုထဲမှာပြထားတဲ့အတိုင်းလေးလှီးထားပါမယ်ပြီးရင်တော့ sauce လုပ်ဖို့အတွက်ခွက်တစ်ခုထဲမှာပဲငံပြားရည်အကြည်ကို3စွန်းထည့်မယ်ခရူးစီ white star sauce တစ်စုံပြီးရင်တော့ရှာလကာရည်လေးအနည်းငယ်ပြီးရင်တော့ချိုမုတ်တကြားနဲ့စားအနည်းငယ်ပဲငံပြားရည်အနောက်နည်းနည်းစားလေးတွေထည့်ပြီးတော့ရောသမမွေထားလိုက်ပါမယ်ကူးဆိုင်လေးကိုလည်းအခုလိုမျိုးလေးလှီးထားလိုက်ပါမယ်ပြီးတော့ရင်တော့အိုးပူလာပြီဆိုစီထည့်မယ်ပြီးရင်ကြက်သွန်ဖြူနီလှီးထားလေးထည့်မယ်ဝက်သွေးနဲ့အာလူကိုလည်းထည့်မယ်ပြီးတော့ရင်တော့ခဏလောက်စီဘူးလေးနဲ့ကြော်ပေးလိုက်ပါမယ်ကြော်ပြီးသွားလို့အခုလိုနေထားလောက်ရောက်ပြီဆိုရင်ခုနကဆက်ထားတဲ့ sauce လေးကိုထည့်ပါမယ်မိနစ်နည်းငယ်လောက်ကြော်ပြီးသွားတဲ့အခါမှာတော့မာလာမှုန့်လေးလည်းထည့်လိုက်ပါမယ်မာလာမှုန့်ကတော့မထည့်လဲရပါတယ်မိနစ်နည်းငယ်လောက်ကြော်ပြီးတော့ဝက်သွေးလေးလက်ကျက်ပြီဆိုလို့ရှိရင်ခုလိုမျိုးကုဆိုင်လေးကိုထည့်လိုက်လို့ရပါတယ်ကုဆိုင်ထည့်ပြီးွားပြီဆိုရင်တော့ဒဲအိုးကိုမီးပိတ်ထားပြီးတော့သူ့မှာရှိတဲ့မီးအပူချိန်လေးနဲ့ပဲဆက်ပြီးတော့ကြော်လိုက်လို့ရပါတယ်အခုလောက်ဆိုရင်တော့ရပါပြီလောက်ရတာအရန်ကိုလွယ်ကူပြီးတော့စားလို့လည်းကောင်းတာမို့လို့လိုက်လုပ်ကြည့်ကြပါအောင်ခင်ဗျကြည့်ပေးကြလို့လည်းကျေးဇူးအများကြီးတင်ပါတယ်အဆင်မပြေတာရှိရင်လည်း comment မှာရေးသွားခဲ့လို့ရပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်